ဖိုင်ဖာကောက်မှာကုန်မကြတဲ့ပြဿနာကိုဖြေရှင်းနည်းโอเคဟုတ်ပြီဒါဆိုမိတ်ဆွေတို့ရဲ့ပေါ့နော်ဒီ Google လေးတဲ့ရေးဆုံးဝင်လိုက်ပါ Google လေးတဲ့ဝင်ပြီးဆိုရင်ပေါ့နော်ဒီပေါ်မှာဖိုင်ဖာပေါ့နော်ရေးလိုက်ပါပေါ့နော်ဖိုင်ဖာရေးပြီးဆိုရင်ဒီမှာဒီအောက်မှာပေါ့နော်ဒါ fiverr.com ကထပ်မှန်ပြီးတော့နှိပ်ပါပေါ့နော်နှိပ်လိုက်ပါပြီးပြီဆိုရင်မိတ်ဆွေတို့ fiverr.com နှိပ်ပြီးဆိုရင်ဒီ1434နှိပ်လိုက်ပေါ့နော်1434နှိပ်ပြီးတော့ဒီမှာ desktop site ဆိုတဲ့ဟာလေးအရင်ဆုံးနှိပ်လိုက်ပါမြင်ကွင်းပေါ့နော်ကျွန်တော်တို့ဒါတိတိလေးဖြစ်သွားအောင်ဒါဆိုလက်လေးနဲ့ပို့ဆွဲတင်လိုက်ပေါ့နော်ပေါ်ဆွဲတင်လိုက်ပြီးတော့ဒီနေရာမှာကြည်ကြည်လေးချက်ပြီးတော့မှာ support ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်အဲ့ဒီစာတန်းလေးတစ်ချက်နေရာမှာဖြစ်တယ်ခဏလေးစောင့်ပြီးပြီးပြီဆိုရင်ကျွန်တော်တို့ပေါ့နော်ထပ်မှန်ပြီးတော့လက်လေးနဲ့ပို့ဆွဲတင်ပြီးပြီဆိုရင်ဒီနေရာမှာပေါ့နော်ဒီ contact us ဆိုတဲ့ဟာလေးတစ်ချက်နှိပ်ပြီးပေါ့နော်ဒီနေရာမှာ contact us ဆိုတဲ့ဟာလေးတစ်ချက်ပြန်နှိပ်ပြီးပေါ့နော်နှိပ်ပြီးပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ပေါ့နော်ဒါမန်ဂျစ်လေးတစ်ချက်ပေးလိုက်ပေါ့နော်မန်ဂျစ်လေးတစ်ချက်ပေးပြီးသူကဒီမှာဆိုင်ကယ်ပုံစံရွေးခိုင်းတာဖြစ်တယ်ပေါ့နော်ဒီမှာမန်ဂျစ်လေးလိုက်ထောက်လိုက်ပေါ့နော်ဆိုင်ကယ်နဲ့ပတ်သက်တဲ့ຢာလေးပေါ့နော်မန်ဂျစ်လေးလိုက်ထောက်လိုက်ပါပြီးပြီဆိုရင်ဒီမှာပေါ့နော်အောက်ကပြအောင်စာတန်းလေးတစ်ချက်နှိပ်လိုက်ပေါ့နော်ဒါဆိုရပါပြီပေါ့နော်ဒါဆိုဒီနေရာမှာတော့ကျွန်တော်တို့ပေါ့နော်ဒါကိုယ့်ရဲ့ Gmail ကောက်တစ်ကောက်ထည့်ရမှာဖြစ်တယ်ပေါ့နော်ပြီးပြီဆိုရင်ဒီပုံမှာတော့ကိုယ်ပိုင်မှာဖွင့်ချင်တယ်ပေါ့နော် name နာမည်ထည့်ရမှာဖြစ်တယ်ပြီးပြီဆိုရင်ဒီအောက်မှာတော့ကျွန်တော်တို့ပေါ့နော်ပေါ်အားစာတန်းလေးပေါ့နော်ကျွန်တော်ရွေးပေးတဲ့စာတန်းပဲရွေးပေးပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီအောက်မှာတော့ကျွန်တော်တို့ပေါ့နော်ကိုကညမှာပေါ့နော်ဒါကိုကနိုင်ငံထည့်ရမယ်ဒီခလဲကောင်မှာတော့ကျွန်တော်တို့ပေါ့နော်ဗာလဲဆိုတော့ဒီစက်ကောက်ဆိုတဲ့ဟာလည်းတစ်ချက်ထည့်ရမှာဖြစ်တယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ဒီမှာကွာနိုင်ငံရွေးပြီးပြီဒီအောက်မှာလည်းနိုင်ငံရွေးပြီးပြီပေါ့နော်ဒီနိုင်ငံတစ်ခုကျွန်တော်ရွေးပြပေးမယ်နော်ဒီမှာကျွန်တော်တို့ပေါ့နော်ဒါကတော့ Gmail ထည့်ရမယ်နော်ပုံမှာဒါတော့ name ထည့်ရမယ်ကျွန်တော်ပြထားတဲ့အတိုင်းရွေးပေါ့နော်ပြီးပြီဆိုရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ထည့်ပေါ့နော်ဖုန်းနံပါတ်လေးထည့်ပါကိုထည့်ခြင်းတဲ့ဖုန်းနံပါတ်ဒီလိုမျိုးပေါ့ဥပမာဒါကျွန်တော်စမ်းပြတာဖြစ်တယ်ပေါ့နော်ကနန်းထည့်ပြီးပြီဆိုရင်ဒီမှာတော့ကျွန်တော်တို့ပေါ့နော်ဗာထည့်ရမှာလဲဆိုတော့ဒီနေရာမှာတော့ကျွန်တော်တို့ပေါ့နော်ဒါကျွန်တော်စာရေးထားတဲ့အတိုင်းပေါ့နော်ဒီစာလေးရေးပြီးတော့ထည့်လိုက်ပေါ့နော်ထည့်လိုက်ပါထည့်ပြီးပြီဆိုရင်ပေါ့နော်ဒီစာလေးပြန်ပြီးတော့ပေါ့နော် copy ပြန်ကူးပြီးတော့အောက်မှာပြန်ပြီးတော့ထည့်ပေါ့နော်ဒီအောက်မှာပြန်ထည့်ပါပြန်ထည့်ပြီးပြီဆိုရင်ပေါ့နော်ဒီဟာအောက်မှာပေါ့နော် mobile service ဆိုတဲ့နေရာမှာမိတ်ဆွေတို့ဗာထည့်ရမလဲဆိုမိတ်ဆွေတို့ရဲ့ကတ်ဗာကတ်လဲ MPT လား ORI2 လား Maintel လားမှာ MPT ဆိုရင် MPT ထည့်ပေါ့နော် Maintel ဆိုရင် Maintel ပေါ့နော်ထိုင်းမှာဆိုရင်ထိုင်းစင်ကန် digital လား124လားထည့်လို့ရတယ်နော်ဒီအောက်မှာလေးနော်ဒါလေးပြီးပြီဆိုရင်အောက်က submit လေးကိုနှိပ်လိုက်ပေါ့နော်